တဲ့လာတော်မူနေရောက်ပါသည်ခပြောင်းဆက်လက်ကုသိုလ်ရေးတော်တေဘောဆယ်ရမှာဒေါ်တူဘုရားကြီးကမလဲညစုပါနိဗ္ဗာန်ဆောကုသိုလ်နဝကမ္မဝိပရိသောပတိလူတန်းပေါ်ရညတာညတာသူရှိမိသားစုကြီးဆက်လက်ကုသိုလ်ရေးတော်စဗကုတဲ့မိသားစုတို့နဲ့ဆက်လက်ကုသိုလ်ရေးတော်အတိစာမိသားစုရောမလဲညစုပါနိဗ္ဗာန်ဆောကုသိုလ်နဝကမ္မဝိပရိသောပတိလူတန်းပေါ်ရညတာနာကြောင့်လူရှိမိသားစုတို့သည်ဖယားတော်သူမေတ္တာပဝဒနာထုတ်ခဲ့သောဖြစ်လေသာဓုသာဓုသာဓုပါခဗျာဖယားတရားသံဃာယတနာပေါတို့ဤကိုတော်ညတော်ပေါတို့ကိုဤမသမှုအာယုကုလျက်သေဘောဆေးရနေဘောတဘောတို့ရရှိဘယ်တော်တော်ဘယ်တော်သူဥဒ္ဒောတရားရည်ကြီးကြာရင်သူတော်တော်နဲ့ဒီမိသားစုတို့ကလည်းရစုပါနိဗ္ဗာန်သောကုသိုလ်အပတ်စေအာဟာရဒါနနဲ့အလူငွေပရိသာပင်တို့ကိုလူတန်းပွားရညတာနာကြောင့်လူရှိမိသားစုတို့သည်ယနေ့မှစပြီး၍ဒီလိုတော်ကုဏအကြောင်းဖြစ်နေကိုယ်ဆက်ချက်ပြသောယောဂဝေဒနာတို့သည်စိတ်ကြောင့်ဘတော်တွင်ညီမတေချိုးကြောင့်ပြုတဲ့သို့ကိစ္စဝိကြောက်ဖြစ်နေကိုကျမ်းမာစိတ်ချမ်းသာတော်တွင်ကျင်းမြတ်ဒေသနာတော်တွေကိုကြည်ကြသိမို့အာထုနေကြပါလေကြောင်းကျွန်တော်တို့ရသုပါနိဗ္ဗာန်ဆောဖက်မှာသုတ္တလူတော်ဘုရားလည်းရောက်ပါလေခင်ဗျာ